မိတ်ဆွေတို့အနေနဲ့တလောက်ကိုဒေါ်လာ1000မရှာနိုင်ဘူးလို့ထင်နေတာလားမိတ်ဆွေရဲ့လက်ရှိ lifestyle ကအထက်ပိုနေပါပြီအားလုံးပဲမင်္ဂလာပါတက္ကရာမှာကြိုဆိုပါတယ်ကျွန်တော်ကတော့တက္ကရာမှာကိုဆိုင်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့လူငယ်တော်တော်များများမျက်ကွယ်ပြုထားတဲ့ငွေကြေးဆိုင်ရာအမှန်တရားတစ်ခုကိုပြင်ချပေးသွားပါမယ်အခုဗီဒီယိုကြည့်နေတဲ့လူငယ်ကိုမေးခွန်းတစ်ခုမေးရှင်တယ်တဲ့အနေနဲ့အခုလက်ရှိတလောက်ကိုဒေါ်လာ1000မြန်မာငွေနဲ့ပေါက်စေရင်330နဲ့340ကျားဝန်းကျင်ကိုရှာနိုင်ပြီလားဒီမေးခွန်းမေးလိုက်ရင်တော်တော်များများကဟာဘယ်လိုလုပ်ရှာနိုင်မှာလဲအခုမှအလုပ်ဆောက်ဝင်ခါစားလာစားကအများဆုံး3-5သိန်းတော့ပဲရှိတာကိုဒေါ်လာ1000ဆိုမဖြစ်နိုင်ပါဘူးလို့ဖြေကြပါလိမ့်မယ်ဒါပေမဲ့တကယ်အမှန်တရားပါလေဒီလားမိတ်ဆွေကတလောက်ကိုဒေါ်လာ1000မရှာနိုင်သေးတာမှန်ပေမဲ့မိတ်ဆွေလက်ရှိဖြတ်တန်းအသုံးပြုနေတဲ့လူနေမှုပုံစံတနည်းအားဖြင့် lifestyle ရဲ့တန်ဖိုးကဒေါ်လာ1000ထက်မကအကုန်ကျနေတယ်ဆိုတာပါပဲဘယ်လိုမျိုးလဲဆိုတာဆက်ကြည့်အောင်မိတ်ဆွေအနေနဲ့တိမိုတင်ဝင်နည်းတယ်လို့ထင်ရပေမဲ့မိတ်ဆွေရဲ့နေ့စဉ်ဘဝကိုတစ်ချက်ပြန်ကြည့်လိုက်ပါမိတ်ဆွေကင်ထားတဲ့ဖုန်းကနောက်ဆုံးပေါ် iPhone ဒေါ်လာ1000ကျော်တန်နေပါပြီမိတ်ဆွေတောင်းနေတဲ့ coffee ဟိုမှာတစ်ခွက်ကို9000 6000တန်တွေနဲ့တစ်ပတ်ကို3-4ခွက်တောင်းနေပါတယ်မိတ်ဆွေဝင်နေတဲ့အဝတ်အစားဖက်နှက်တွေကအကုန်လုံး brand တွေကြီးပါပဲစနေကနေဆိုရင်တကယ်ချင်းတင်တော့ hot pot စားမယ်ကဖေးတွေလည်းထိုင်မယ်စပုံတွေရိုက်မယ်ဒီပစ္စည်းတွေရဲ့တန်ဖိုးနဲ့တင်းရဲ့တလားစာအသုံးစိတ်တွေကိုပေါင်းကြည့်လိုက်ရင်ဒေါ်လာ1000ဆိုတဲ့ပမာဏကိုအလွယ်လေးကျော်နေပါပြီဒီနေရာမှာတင်ကပြန်ပြောနေပါလိမ့်မယ်တချို့ဟာတွေကမိပဝယ်ပေးရလေဒါမှမဟုတ်အရေးချ installment နဲ့ဝယ်ထားတာလေလို့ပြောပါလိမ့်မယ်အဲ့ဒါကပြဿနာရဲ့အတိအကျတော့ချက်ပါပဲတင်ဟာကိုယ်တိုင်မရှာသေးတဲ့ဘာလို့လူငယ်တွေကကိုယ်ဝင်နဲ့မများတဲ့ lifestyle ကိုရှင်းတန်နေကြတာလဲအတိအကျတရားခံကတော့ social media ပါပဲ Facebook Instagram TikTok တွေပေါ်မှာသူများတွေစီကြီးတဲ့ဆိုင်တွေမှာစားတောင်းနေတာဖုန်းအတစ်တွေကိုင်နေတာကိုညီတိုင်းညီရတဲ့အခါဒါဟာလူတိုင်းနေထိုင်ရမယ့်ပုံမှန်တနည်းအားဖြင့်ပုံမှန်စံနှုန်းလို့ခေါ်တဲ့ normal standard လို့အုံတော့အထင်ရောက်တယ်မှာဖြစ်သွားတတ်ပါတယ်အဲ့ခါဒါလည်းသူတို့လိုနေမှသူတို့လိုဝတ်မှလူရဝင်မယ်ဆိုတဲ့စိတ်နဲ့ CEO တယောက်ရဲ့အကြိုက်သူကိုအလုပ်တွေ intern တယောက်ရဲ့ဝင်နဲ့တိုင်းလုံးနေပြီးပါတော့တယ် fake it till you make it တကယ်တမ်းအောင်မြင်လာတဲ့အထိအောင်မြင်တရားဆောင်ဟန်ဆောင်နေတာပါအဲ့လိုထင်နေရင်မှားပါလိမ့်မယ်နော်လက်တွေ့မှာအဲ့ဒါက fake AI develop ဟန်ဆောင်ရင်းနဲ့ပဲငွေတော်ချင်းကိုဥတီရောက်စီပါတယ်ဒါဆိုရင်ဒီအချင်းတွေကိုဘယ်လိုပြောင်းလဲပြစ်မလဲတကယ်တော့တက်မှာအားတာချက်တစ်ခုရှိနေပါတယ်တင်ဟာဒေါ်လာ1000တန်မိုးရှိတဲ့ပစ္စည်းကိုဘယ်လိုသုံးရမလဲဘယ်လိုခံစားရမလဲဆိုတာကိုသိနေပါတယ်ဆိုလိုတာကတင်မှာအဲ့ဒီပမာဏကိုစိတ်ကူးရင်နိုင်တဲ့စွမ်းရည်ရှိနေပါတယ်အဲ့ဒါကိုကျွန်တော်တို့ပြောင်းပြန်လည်ပြဖို့ပဲလိုတာပါတန်ဖိုးကြီးတာတွေကိုသုံးဆဖို့အတွက်ပဲအာရုံမစိုက်ပဲနဲ့အဲ့ဒီတန်ဖိုးရှိတဲ့ငွေတွေကိုဘယ်လိုရှာရမလဲဆိုတဲ့ဘက်ကိုအာရုံပြောင်းကြည့်လိုက်ပါပစ္စည်းအသေးထက်တိုင်းအကျွေးဝယ်ကတ်နဲ့လိုက်ဝယ်နေမယ့်အစားအဲ့ဒီပတ်စံကိုကိုယ့်ရဲ့အရေးချင်း skill တွေမြင့်တင်မဲ့တင်တန်းတွေကိုယ့်ရဲ့ mindset တွေချိန်သွားစေမဲ့စာအုပ်တွေမှာရင်းနှီးမြှုပ်နှံပါ social media ပေါ်မှာအချိန်ပြုံးနေမဲ့အစားအဲ့ဒီ platform တွေကိုတင်ကိုယ်တိုင်ဝင်ရှာနိုင်မဲ့နည်းလမ်းတွေကိုလေ့လာပါနောက်ဆုံးအနေနဲ့ပြောရရင်တင်ဟာတစ်လောက်ကိုဒေါ်လာ1000ရှာနိုင်တဲ့အလားအလာ potential အပြည့်အဝရှိပါတယ်အဲ့ထက်ပိုကောင်းကုန်နိုင်ပါတယ်ဒါပေမဲ့အခုချိန်မှာအဲ့ဒီခွန်အားတွေကိုအပေါ်ရန် lifestyle တွေနောက်ရောက်ခံရင်းနဲ့အလဟတဖြုံတီးနေမိတာပါဟန်ဆောင်ချမ်းသာဖြစ်တည်တာကိုရက်လိုက်ပါတင်းရဲ့တကယ်ဝင်နဲ့လိုက်ဖက်တဲ့နေထိုင်မှုပုံစံကိုပြန်သွားပြီးတကယ်စစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုကိုတည်ဆောက်ဖို့အတွက်ဒီနေ့ပဲစတင်ဖို့ကျွန်တော်အကြံပေးပါရစေဒီဗီဒီယိုလေးကတဲ့အတွက်အသွေးအသစ်တစ်ခုရစေလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်နေတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ဆုံကြပါမယ်